အားလုံးပဲမင်္ဂလာပါကျွန်တော်ရင်ပေါ့နေမှာတော့အတိဖောက်ပြရသွားမယ်ပေါ့နော်ဗာတိပေါင်လဲတော့ကြည့်ပါနော်ဖောက်တော့ fruit roll random fruit ဒီဖောက်လိုက်ဗာတိပေါင်မြန်လောက်စမ်းမှာ oh my god per อีแกမစိုးဘူးပါငါမှရှိပြီးတာငါမှอีแกရှိလားမသိอีแกနှလုံးရှိရင်တော့ခါရရှိရဲ့ကွာဟာဘရိုပြောတယ်ကြီးလို့ဒီကကျွန်တော်အကောင့်လုံးဝမဟုတ်ပါဘူးကျွန်တော်အကူအကောင့်ဖြစ်ပါတယ်ကြော်ချတယ်ကဲကျွန်တော်ဗီဒီယိုလေးကိုကြားနေတတ်တယ်ဆို like share subscribe လေးဖြင့်ကူညီခဲ့လို့ရပါတယ်အားလုံးပဲ bye bye